ရန်ကုန်တဲမှာပဲချမ်းပြည်နယ်ကိုရောက်သွားသလိုလိုမန္တလေးနဲ့ပကံဘက်ကိုရောက်သွားသလိုလိုအဲ့လိုခန်းစားချက်မျိုးခန်းစားရတယ်လို့ဖျားဖူးတော်တော်များများပြောကြပါတယ်။ဒါကလည်းတက်တော်မွေတော်ကန်ကူစီရဲ့ထူးခြားတဲ့ဒီဇိုင်းလက်ရကြောင့်ဖြစ်မဲ့ထင်ပါတယ်။မင်္ဂလာပါနူးရဲ့ခုရောက်နေတဲ့နေရာရန်ကုန်မြို့မင်္ဂလာတော်မြို့နယ်ပလဲမြို့သစ်မှာတီထားကိုယ်ဝယ်လေးရရှိတဲ့ဗရမ ्या ကျောင်းတော်ရကျောင်းတိုက်အတွင်းကဓာတ်တော်မွေတော်ကန်ကူစီတော်မြတ်ကြီးစီကိုရောက်ရှိနေတာပါပလဲလန်းဆောင်ကနေဆိုရင်2မိုင်လောက်အထဲကိုဝင်ရတယ်ပေါ့နော်ကားနဲ့ဆိုရင်9မိနစ်လောက်မောင်းဝင်လာလိုက်ရင်ရောက်ပါတယ်လမ်းလဲကောင်းပါတယ်အထဲမှာကားပတ်ကင်လဲကျကျဝန်းဝန်းရှိပါတယ်YBS နဲ့လာမယ်ဆိုရင်တော့ပလဲလန်းစုံမှတ်တိုင်ဒါမှမဟုတ်ရခိုင်ကျောင်းမှတ်တိုင်မှာဆင်းပြီးဆိုင်ကယ်ကယ်ရီဆက်စီးပြီးလာလို့ရပါတယ်။ဖျားပရပုံနဲ့ဝင်လိုက်တာနဲ့ထုံးဖြူဖြူနဲ့စီရီတော်တွေအများကြီးပါပဲ။စုစုပေါင်း181စုတောင်ရှိပါတယ်။စီရီတော်136စုကိုရှမ်းထီတော်တွေကတ်လူပူဇော်ထားပါတယ်။ဒါကြောင့်လဲရှမ်းပြည်နယ်တောင်ပိုင်းကမွေတော်ကတ်ကူဖျားနဲ့ဆင်းတူရဲဆိုပြီးတော့လည်းပြောကြတာပေါ့နော်။ပင်မစီရီတော်ကြီးအပါအဝင်35စုကိုတော့မြမရိုးရထီတော်တွေကတ်လူပူဇော်ထားပါတယ်။အထဲမှာတော့ရှမ်းပြည်နယ်အဆက်ဓာတ်တော်တောင်ကမြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်မွေတော်အချို့ပင့်ဆောင်ထားပနာပြီးတော့တည်ထားတာပါ။ဇီရီတော်ကြီးရဲ့ပုံတော်ဒီဇိုင်းကလည်းထူးခြားပါတယ်။ပကံကဘုရားသုံးစုရဲ့ပုံသဏ္ဍာန်ကိုမိညမ်းပြီးတော့တည်ထားတာပါ။ဇီရီတော်ကြီးကညံတော်အမြင့်108ပေရှိပါတယ်။အခုနွေးငယ်ဝင်သွားတာတော့ပင်မဇီရီတော်ကြီးအောက်ဖက်ပေါ့နော်။အဲ့ဒီမှာပေ20လောက်မြင့်တဲ့လိုင်ကူကြီးတစ်ခုရှိပါတယ်။လိုင်ကူတော်ထဲမှာတော့ဗဒ္ဒကဘာမှာပွင့်လေပြီးရဲ့ဘုရားလေးစုကိုမုဒရာဟန်လေးမျိုးနဲ့ဖူးမြော်ခွင့်ရမှာဖြစ်ပါတယ်။အခုဒီပင်မဇီရီတော်ကြီးရဲ့အောက်ပိုင်းကိုပကံအာနန္ဒာဘုရားရဲ့ပုံသဏ္ဍာန်အတိုင်းမိညမ်းပြီးတော့တည်ထားတာပါ။ဇီရီတော်ကြီးရဲ့အလယ်ပိုင်းကိုတော့ဆူလာမဏိဘုရားရဲ့ဒီဇိုင်းပုံစံအတိုင်းဇီရီတော်ကြီးရဲ့အထက်ပိုင်းကိုတော့တက်ပညူဘုရားရဲ့ပုံတော်အတိုင်းမိညမ်းပြီးတော့တီထားကိုးကွယ်ထားကြောင်းကိုလည်းမှတ်သားခဲ့ရပါတယ်။အရန်စီတွေကြားရှောက်လန်းလေးတွေမှာဆိုရင်မန္တလေးတောင်ကြီးကစန္ဒမူနီတို့ကုစုတော်ဖရားတို့ရောက်နေရသလိုပဲပေါ့နော်ဒါပေမဲ့ဒီမှာကတော့ကြောက်စာတွေအစားဒီစင်တူတော်လေးတွေကိုထည့်ပြီးတော့ပူဇော်ထားတာကိုတွေ့ရပါတယ်ထတ်တော်မွေတော်ကန်ကိုစီတော်ကြီးကိုရန်ကုန်မြို့ဗရမ ्या ဆရာတော်ဦးတုံနရကတီထားကိုွယ်ခဲ့တာပါဖျားဖြူထုံးဖြူဖျားပလဲဖျားဗရမ ्या စီစသဖြင့်အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်2010ခုမှာစတင်တည်ခဲ့ပြီးတော့မေလ2021မှာတော့ထီတော်တင်လူချင်းအခမ်းအနားအောင်မြင်စွာပြည့်မြောက်ခဲ့ပါတယ်အခုဆိုရင်တော့ဖျားဖူးပြည်သူတွေနဲ့အရန်ကိုစီကားနေပါပြီဖျားပရပုံထဲမှာပဲရေကန်တော်ကြီး2ခုရှိပါတယ်တစ်ခုကတော့စိမ့်လက်ကြည်ပြရေကန်တာပါရေကန်ရဲ့အလယ်မှာတော့တူနိုင်မြဓာတ်တော်တိုင်းရှိပါတယ်ရေကန်ထဲမှာပဲမုတ်ဦးပါတဲ့ရှောက်လန်းလေးတွေကိုလည်းလုပ်ပေးထားပါတယ်နောက်ထပ်ရေကန်တစ်ခုမှာတော့နဂယုံဖျားတဆူတည်ထားပါတယ်အနီးနားမှာလည်းဝေးရလာတဲ့သူတွေနားနေဖို့အတွက်နားနေဆောင်လေးတွေလည်းစောက်ပေးထားပါတယ်စိတ်နှလုံးအေးချမ်းဖွယ်ဟာသာသနာနယ်မြေလေးဖြစ်တာကြောင့်ကိုယ့်ရဲ့မိဘဆွေမျိုးမောင်နှမတွေကိုရန်ကုန်ထဲမှာပဲဖျားဘူးခီးတို့လေးတစ်ခုပို့ပေးခြင်းနဲ့ဆိုရင်လက်တော်မွေတော်ကန်ကူဖျားကိုလာရောက်ဖူးမြော်ကြဖို့နှိုးဆော်လိုက်ပါတယ်Avenger Holidays ပိုင်းတွေရဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်တတာနေလို့ပြောလို့